မှာကို follow လုပ်ထားတဲ့သူတွေကိုကိုကနေပြီးတော့ follower လုပ်ထားတဲ့သူတွေကိုတခြားသူတွေကိုကြည့်လို့မရအောင်လုပ်လို့ရတဲ့နည်းလမ်းလေးကိုလာပြီးတော့မျှော်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်လို့တကယ်လို့ကိုကနေပြီးတော့ကို follow လုပ်ထားတဲ့သူတွေကိုတခြားသူတွေကိုမမြင်စေချင်ဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတာကိုသွားပြီးတော့ကြည့်ကြရအောင်ဒီဗီဒီယိုလေးမှာတော့ TikTok မှာကို follower လုပ်ထားတဲ့သူတွေကိုတခြားသူတွေကိုမမြင်စေချင်ဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပေးပါဒါဆိုလို့ရှိရင်အရင်ဆုံး TikTok တွေကိုသွားပေးရမှာဖြစ်ပါတယ်profile နဲ့ကိုသွားပေးပါ profile နဲ့ကိုရောက်ပြီဆိုတာနဲ့အပေါ်ဆုံးမှာရှိတဲ့ဒီမင်းကြောင်းလေးကိုနှိပ်ပေးပါဒီမင်းကြောင်းလေးကိုနှိပ်ပြီးဆိုတာနဲ့ဒီမှာ stay and privacy တဲ့ကိုသွားပေးရမှာဖြစ်ပါတယ် stay and privacy တဲ့ကိုရောက်ပြီဆိုတာနဲ့ဒီမှာဒီ privacy ဆိုတဲ့ထဲကိုသွားပေးပါအဲ့ဒါပြီးသွားပြီဆိုလို့ချင်းအပေါ်ကိုနည်းနည်းလောက်ဆွဲပြပါပေါ့နော်ဆွဲပြီးပြီဆိုလို့ရှိရင်တကယ်လို့ကို follower လုပ်ထားတဲ့သူတွေရှားသူတွေကိုမြင်စေချင်နေဆိုရင်တော့ everyone လို့ထားပေးပါတကယ်လို့ကိုကနေပြီးတော့မမြင်စေချင်ဘူးဆိုရင်တော့ only you လို့ပြောင်းလိုက်ပါကို follower လုပ်ထားတဲ့သူတွေကိုတခြားသူတွေကိုမြင်စေချင်နေဆိုရင်တော့ only everyone ကိုထားပါမမြင်စေချင်ဘူးဆိုရင်တော့ only you ကိုထားပေးပါလင်းကကြတော့မြင်စေချင်တာဖြစ်တဲ့ကြောင့်မလို့ everyone ကိုထားတယ်တကယ်လို့ကိုကမမြင်စေချင်ဘူးဆိုရင်တော့ only you ကိုထားလို့ရပါတယ်ဟုတ်ကဲ့ပါတကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်